ကဲအခုဒီတစ်ခါတော့တို့မေးလှည့်ပေါ့နော် ဟုတ်ကဲ့ပါ အဲ့တော့ weekend နဲ့ပတ်သက်ပြီးတော့လေဟိုဒီကိုဝင်ဆောင်စောင့်ရှောက်မှုအတွက်ပေါ့ ဟုတ်ကဲ့ မှတ်လို့ရတဲ့ application လေးဆိုတာအဲ့လိုမျိုးအခုကြားမိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုကိုဝင်ဆောင်မှာကိုဝင်ဆောင်မိခင်တယောက်ကဟိုတို့ကြီးလာပြတယ်ဆိုတစ်ခါလည်းမပြီးနှစ်ခါလည်းမပြီးပေါ့နော်ဟိုကိုဝင်ရှိကြတဲ့ကနေပြီးတော့ပြလိုက်တာမွေးကန်နီးပြီးတော့မွေးတယ်ဟိုမွေးပြီးတော့တစ်ခေါက်လဲဒါ no တိုက်ကာလပေါ့နော်အဲ့ဒီဟိုနောက်သားဆက်ချားကိစ္စပါညာအဲ့ဒီအထိကတောက်လျှောက်ဟိုဒီဆီယာမနဲ့လူနာနဲ့အနည်းဆုံး6လ10လကတော့တွေ့ကြရတာပဲပေါ့နော်ဒါပေမဲ့တစ်ခါလေကျတော့လူနာတွေကလာပြရင်ဘယ်လိုဖြစ်လဲဆိုတော့ကျမစာအုပ်မေးကြတယ်အဲ့တော့ဟုတ်တယ်နောက်တော့ဟိုတကယ်ပြောရင်မြန်မာနိုင်ငံမှာကျတော့လေဒီ computer system နဲ့ပေါ့လူနာကိုမှတ်တမ်းတွေမှတ်ထားတယ်ဗျညဆိုတာအမတန်အားနေသေးတာဟုတ်နောက်လူနာတွေကလည်းတစ်ခါလာလဲဒီကိုဝင်ဆောင်မိခင်နေဆိုတို့တွေဆိုတာနည်းနည်းဟိုဒီလိုလူနာမျိုးတွေပဲများတဲ့ခါကျတော့သူ့ရဲ့ဟိုမွေးမဲ့ရက်တို့သူ့အကြောင်းချင်းရာဒီတေးတို့ကအကုန်လုံးကိုမမှတ်မိနိုင်တော့ဘူးပေါ့ဒါပေမဲ့အရေးကြီးတဲ့လူနာဆိုရင်တော့ကိုကမှတ်မိနေတာရှိတယ်ဟာသူ့အတွက်တော့ဒါပို့ပြီးတော့ဂရုစိုက်မဲ့လူနာတခါကျအန်ရရှိတဲ့ကိုဝင်ဆောင်ပါညာပေါ့အဲ့လိုမျိုးကြရင်တော့မှတ်ထားရရှိပြီတခါလေသူတို့ကစာအုပ်မပါပဲလာပြလို့ရှိရင်ဟိုဘာကိုပြောရလို့မသိတော့ဘူးပေါ့နော်ဒါပေမဲ့တချို့တွေကျတော့လေဟိုသူတို့ဖုန်းလေးပေါ့ဖုန်းလေးပြပြီးဖုန်းလေးထဲမှာဆရာမ ultra sound လေးကျွန်မမှတ်ထားတာရှိတယ် ultra sound လေးပြတယ်ပေါ့နော်တခါလေကျတော့လို့ရှိရင်ဟိုစာအုပ်ကလေးမျက်နှာတော့ဓာတ်ပုံရိုက်ထားတယ်ဆိုတော့ဒါပေမဲ့အခုတော့စိုးတော့မစိုးဘူးပေါ့နော်ဟိုဖုန်းနေလဲပေါ်လာတယ်ဆိုတော့လေတခါကျတော့ရာသီရက်ဆိုလဲတို့က application နဲ့မှတ်ထားတာဟဲ့ရာသီလာတဲ့ရက်ဆိုလဲအဲ့လိုလေးတွေဆိုအခု weekend နဲ့ပတ်သက်လို့ကအဲ့လို application လေးဆိုလူနာတွေကိုတော်တော်အထောက်အကူပြုမယ်လို့အဲ့လိုလေးကြားတယ်ဟိုအဲ့ဒါလေးပတ်သက်ပြီးတော့ကိုလင်းနဲ့ကကျမကိုပြန်ရှင်းပြအောင် ဟုတ်တယ်ဒါကကျွန်တော်မေးလာအခုကျွန်တော်ဖြေတယ်ပေါ့နော် ဟိုလူနာတွေကိုလည်းဟိုပြန်ပြောလို့ရတယ်ပေါ့နော်ဒါလေးမှတ်ထားတယ်ဆိုသူတို့မှဒါစာအုပ်နောက်သူတို့အတွက်လည်းဟိုမှတ်တမ်းသဘောမျိုးလေးဖြစ်သွားတယ်စာအုပ်ကြောင့်တော့ခါဟိုဆရာမရေးဆိုလို့ပျောက်သွားတယ်ပါဆိုဒါဆိုရင်တော့ကိုပါဟို Google မှာတင်ထားလို့ရမလားဟိုဘလို့အဲ့လိုမျိုးလေးဆိုရင်တော့အမြဲတမ်းဖုန်း even ဖုန်းပျောက်သွားရင်တောင်သူ့အတွက်မှတ်တမ်းလေးကြံခဲ့မလားပေါ့ ဟုတ်ကဲ့မှာဟိုအခုတော့နီးပညာရဖွံ့ဖြိုးလာတယ်ပေါ့နော်လူတိုင်းလည်းဖုန်းကင်နိုင်တယ်ပြောမယ်ဆိုရင်လူတိုင်းကလည်းအခုဆိုရင်ဒီ technology နဲ့မစိမ့်တော့ဘူးပေါ့နော်မစိမ့်ဘူးတော့ခုနအမပြောတာမှန်တယ်စာအုပ်သုံးနေတဲ့လူတွေကတကယ်တော့ဖုန်းရှိတဲ့ခါကျတော့ဖုန်းထဲမှာကိုယ့်ရဲ့ data တွေကိုတင်ထားတာကိုယ့်အတွက်ကောင်းတယ်ပေါ့နော်ဒါပေမဲ့တင်တာပြောင်းတောက်ပြီးတင်တာတဲ့စာရင်စနစ်ကြကြလေးနဲ့တင်တာတော့အကောင်းဆုံးပဲပေါ့နော်အဲ့ဒါခါကျတော့ဖုန်းထဲမှာကျွန်တော်တို့ WeCare ဆိုတဲ့ Mother and Child ဆိုတဲ့ application လေးရှိရပေါ့နော်ပန်းရောင်လေးပေါ့နော်Android phone ပဲသုံးဒါမှမဟုတ်ဟို iOS phone ပဲသုံးပေါ့နော်အခမဲ့ download လုပ်ရတယ်ပေါ့နော်ဒီ application ကသူကလွယ်တယ်သုံးရတာအရင်လွယ်တယ်ဘာလို့လဲဆိုတော့ဟိုသူက register လုပ်ခဲ့ကွာကို့မှာလူတိုင်းကဖုန်းနံပါတ်ရှိတယ်ကိုပိုင်ဖုန်းနံပါတ်ရှိတယ်ဥပဒေလူတိုင်းmail ရှိရပေါ့နော်ကိုယ့်ရဲ့ mail နဲ့သူကြိုက်တာကိုသူ register လုပ်လိုက်လို့ register လုပ်လိုက်ရင် OTP ဆိုတဲ့ဒီကုတ်လေးကြတယ်ပေါ့နော်အဲ OTP ကုတ်လေးကိုတွင်းလိုက်ပြီးတော့ register သူထည့်ထားလို့ရတယ်ဘယ်လို memory ရစသုံးလို့ရလဲဆိုရင် data ပျောက်သွားပြီး UCG positive အထူးသဖြင့်ပေါ့နော်ကိုယ့်ရဲ့ဒီ data ဒီပျောက်သွားတဲ့ရက်ကနေစပြီးတော့သူကမှတ်ထားလို့ရတယ်ဖုန်းထဲမှာမှတ်ထားတဲ့ခါကျတော့ကိုဝင်ဆောင်မေမေတို့ကဟို OG ကိုသွားပြရပေါ့ OG ကိုသွားကြရင်ကျွန်တော်တို့က OG တဲ့မွေးရက်ကိုတွက်ရတာဟိုဘယ်တော့လောက်ခံမှန်းကြည့်ရမလဲဆို LMB ပေါ့နော် last man ဆိုတဲ့ PDF မေးတဲ့ခါကျတော့ဖုန်းလေးထဲမှာကြည့်ပြီးတော့အဖြေကိုဖြေလို့ရတယ်ပေါ့နော်နောက်တစ်ခါကျတော့ဒီကိုဝင်ဆောင်မေမေတွေကဒီကိုဝင်ဆောင်တဲ့ကာလအတွင်းမှာသူသိကျင်တာလေးရှိတယ်သိကျင်တာလေးကကြရင်ပေါ့နော်အခုတို့အမားနဲ့ doc တွေကိုကျွန်တော်တို့ application ထဲမှာထည့်ထားတယ်ဆိုရင်သူတို့နားထောင်လို့ရတယ်ကိုမမဟုတ်ဘူးကိုယ့်ရဲ့အမျိုးသားပေါ့နော်ကိုယ့်ရဲ့ဒီခါကျရင်ဖေဖေကလည်းဒီတလေးမိမိလေးအကြောင်းလေးသိကျင်တယ်ဆိုရင်ဖားခဲ့တယ်ဖားခဲ့တယ်ပါဝင်ပါတယ်ဒီမှာရေးထားတဲ့စာတွေရှိရဲ့ဗီဒီယိုတွေကြည့်လို့ရတယ်ပေါ့နော်နောက်တစ်ခါကျတော့ကိုရင်ဆောင်တောက်လျှောက်ကာလပေါ့နော်ကိုရင်တဖြည်းဖြည်းဒီကြီးထွားလာတဲ့ဒီကလေးရဲ့ visual ပေါ့နော်မြင်ရမယ့်ပုံစံလေးကိုလည်းဒီ application ထဲမှာထည့်ထားတဲ့ခါကျတော့အခုဆိုရင်ကျွန်တော် application ထဲမှာထည့်လိုက်တယ်ဆိုတာ ਨੇ ကလေးလေးကတော့ဂုံညင်းသီးလောက်ရှိနေပါပြီဩဇာသီးလောက်ရှိနေပါပြီဒီကာလဆိုရင်တော့ကလေးလေးကခုနပြောသလိုပေါ့နော်ခြေလက်အင်္ဂါဆုံးနေပါပြီဆိုတာကိုဒီ technology နည်းပညာရဲ့တော့အချိန်တိုင်းပေါ့နော် time frame တိုင်းတော့ဘဟုတုဒပေါ့နော်ဟိုကလေးလေးဘယ် site ရောက်နေပြီနောက်အဲ့ဒါကြတော့ဟို ultrasound ရိုက်လိုက်ရင် ultrasound မှာမြင်ရတာနဲ့ဒီ application ထဲမှာပေါ်နေတဲ့ဟာနဲ့တူသလားပေါ့အဲ့ဒါဆိုကိုကလေးဖွင့်မျိုးကပုံမှန်ပေါ့အဲ့လိုမျိုးလဲနှိုင်းချင်လို့ရတာပေါ့အပြင်က ultrasound ရိုက်တဲ့ခါကျရင်ပြောမယ်ဆိုရင် ultrasound ကတချို့မိမိကြတစ်ခါလေးရိုက်တယ်တချို့မိမိကတော့တောက်လျှောက်3ခါ4ခါလောက်ရိုက်တယ်ပေါ့နော်ဒါဘယ်လိုပဲရိုက်ကိုရိုက်တဲ့စာရွက်ကတကယ်တော့ခုနအမပြောသလိုရေးဆိုတာပြပျောက်နိုင်တယ်ပေါ့နော်အဲ့တော့ရိုက်ပြီးတဲ့ခါကျရင်အဲ့ application ထဲမှာဓာတ်ပုံလေးတွေကိုရိုက်ပြီး save တင်ထားလို့ရတယ် record လုပ်ထားလို့ရတယ်ဒါဆိုရင်တော့ဟိုမေမေတို့ကဟ
ဟိုစေကန်းပြရင်တော့မှအထွာဆောင်အဖြစ်မေးတဲ့ခါကျရင်အော်ဒီ application ထဲမှာတင်ထားတယ်ဆိုပြီးတော့ဟိုပြန်ပြီးတော့ review ကြည့်လို့ရတယ်ပေါ့နော်နောက်ပြီးခါကျရင်ဆေးထိုးတယ်ပေါ့နော်ခုနအမပြောသလိုကာကွယ်ဆေးထိုးတယ်ဒါမှမဟုတ်လဲတခုပါဆေးထိုးလို့ပေါ့နော်အဲ့ဒါကိုကိုကဒီ app ထဲမှာတင်ထားလို့ရတယ် treatment တွေပေါ့ treatment တွေလည်း record တွေတင်ထားလို့ရတယ်တခါကျရင်ဟိုတချို့မေမေတွေကဟိုစေးတောက်တယ်ပေါ့နော်တချို့ဟို morning signal ရလို့ဆိုးလို့ပဲဖြစ်ဖြစ်ဒီအားဆေးပဲဖြစ်တောက်တဲ့ခါကျရင်ဒီဆေးမှတ်တမ်းတွေမှတ်ထားရတဲ့ဆေးဆိုင်သွားတဲ့ခါကျရင်ဟိုတခါလေကြာအဲ့လိုစာအုပ်ပြောင်းသွားလို့ရှိရင်ဟိုတခါအားစေးပြန်ဆက်တောင်းမယ်ဆရာမဘာဆေးလဲအညိုတောင်းလေးအဲ့လိုမျိုးဟိုအညိုတောင်းကအားစေးအများကြီးပေါ့ဒါပေမဲ့ဒီ record လေးကြည့်လိုက်တော့အော်သူရင်တောက်တာပါအားစေးပေါ့အခုအဲ့တော့တခါကြာလည်းမတည့်ဘူးပေါ့ engine နဲ့ဟိုအဲ့ဒီဆေးတောင်းတော့မကောင်းဘူးအဲ့ဒါဆိုကိုကပြောင်းပေးဖို့ရာသူလည်းအစင်မပြေတာပါလဲဆိုတာဟိုဆရာမအနီလုံးလေးပဲအဲ့လိုမျိုးပဲဖြစ်နေတော့ပြန်ကြည့်လို့ရတယ်ဒါလေးဆိုရင်တော့ဟုတ်ကဲ့ဒီ application အဓိကရည်ရွယ်ချက်ကတော့ဟိုဆရာဝန်နဲ့ဒီမေမေတို့ကြားမှာပေါ့နော်ဖေပါပါတယ်ပေါ့နော်တယောက်နဲ့တယောက်ချိတ်ဆက်ပြီးတော့ဒီကလေးတယောက်ကောင်းကောင်းမွေးလာဖို့အတွက်ပူးပေါင်းပါဝင်တဲ့နီးလန်းပေါ့နော်အမှန်တကယ်ဒီကလေးမွေးတယ်ဆိုတာတကယ်တော့ဆရာဝန်တယောက်တည်းမှာပဲတာဝန်ရှိတာမဟုတ်ဘူးလေမေမေလည်းတာဝန်ရှိတယ်ဖေလည်းတာဝန်ရှိတယ်ပေါ့နော်ဒါဒီ app ကဒီဆရာဝန်ရောမေမေရောဒီကလေးနဲ့ဆိုင်တဲ့ဒီ data တွေပေါ့နော် family member တွေအကုန်လုံးကဒီမှာအကုန်လုံးကမမေ့ဘူးမတိဘူးဆိုတာမရှိတော့ဘူးပေါ့အဲဒီဆရာဝန်နဲ့ရောဒီကိုဝင်ဆောင်မိခင်မိသားစုနဲ့ဆက်သွယ်လို့ရလားဒီ application ဒီ application အခုလောလောဆယ်ကတော့အမဟိုဘယ်လိုပဲဆက်သွယ်လို့ရသေးလဲဆိုရင်မေမေက data ထည့်လိုက်ရင်တော့ဆရာဝန်ကဒီမေမေနဲ့ဆိုင်တဲ့ဆရာဝန်ဆိုရင်တော့ကြည့်လို့ရအောင်တော့ကျွန်တော်တို့ကဖန်တီးပေးထားတယ်အော်ဒါပေမဲ့ကြည့်လို့ရတယ်ဆိုတော့သူ့ရဲ့စေးကုသမှုမှတ်တမ်းနဲ့ပတ်သက်တာပဲပေါ့ဟိုသူ့ personal ဥစ္စာတွေမပါဘူးပေါ့ဒီ application မှာဥမာဆရာဝန်နဲ့တွေ့ထားတဲ့ဥစ္စာတွေတွေ့ထားတဲ့ဟာတွေBP ကblood pressure ဘယ်လောက်ရှိနေပြီမေမေက kick count လေးထည့်တယ်ဆိုရင် kick count ဘယ်လောက်ရှိတယ်သူ့မှာဟိုဘာမနော်belly circumference တိုင်းဘယ်လောက်ရှိတယ်လဲ weight ကဘယ်လောက်တက်လာလဲဒီပေါ့နော်ကျန်းမာရေးဆိုင်ရာ data ပေါ့နော် data ကိုတော့ဆရာဝန်ကကြည့်လို့ရတယ်ဒါပေမဲ့ personal ဟာတော့ဟိုကျွန်တော်တို့ကဟိုခုလောလောဆယ်တော့ဒါ privacy ကအရေးကြီးသေးတာဟောအဲ့တော့အဲ့ application ကိုသုံးမယ်ဆိုဆရာဝန်ကလည်းသုံးလို့ရတယ်ဆရာဝန်ကတော့ monitor ပေါ့နော်မိခင်တွေကလည်းသုံးလို့ရတယ်ပြီးရင်တော့ဒီ application ထဲမှာချိတ်ဆက်မိရဆိုရင်တော့သူ့ account နဲ့ပေါ့ကိုကအဲ့လိုမျိုးချိတ်ဆက်ပြီးတော့သူ့ data မှတ်တမ်းတွေကိုကိုကကြည့်လို့ရတယ်ပေါ့နော်ကဲပေါ့နော်ခုနပြောသလိုဟိုစာအုပ်မိသွားတယ်ပေါ့နော်ဆရာဝန်အဲ့ဆိုရင်ဆရာဝန်နဲ့လူနာနဲ့ချိတ်ဆက်ထားတယ်ဆိုရင်တော့ဆရာဝန်ကစာအုပ်မိသွားတဲ့ကိစ္စမရှိဘူးကိုဖုန်းထဲမှာကိုပြန်ကြည့်လိုက်ရုံပဲကဲ desktop ရှိရင်လည်းဆရာဝန်ရဲ့ desktop မှာကြည့်လို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ဟိုနောက်နှစ်ဖက်အဆင်ပြေတာပေါ့အချိန်ကုန်လည်းတက်တာပေါ့paper တွေအများကြီးပေါ့နော်စာအုပ်တွေ300 1000စာရွက်စာတမ်းတွေ300 1000အဲ့ဒီဟာတွေမရှိတော့ဘူးပေါ့ဟိုနောက်ပြီးတော့ဒီကဖုန်းဆိုတာလူတိုင်းအမြဲတမ်းကိုနဲ့အကွာဆောင်တော့လေစာရွက်စာတမ်းကြတော့သိရမလားဟိုပျောက်သွားတာပေါ့ရှိအဲ့တော့ဖုန်းနဲ့ကြတော့ကဲရက်ချင်းနီးနေပြီစေကန်းပြရတော့မယ်ဒါမှမဟုတ်လေမွေးဖွားချိန်နီးနေပြီအဲ့ဆိုရင်ဒီ app ကနေပြီးတော့ကို reminder လုပ်ပေးမှာပေါ့မွေးဖွားတော့မယ်နော်ဟုတ်တယ်ဆရာဝန်နဲ့ appointment ဘယ်တော့ချိန်ထားတယ်ဘယ်ဆေးရုံမှာမွေးဖို့ယူထားတယ်တချို့ဆိုဟိုဆေးရုံရွေးတယ်လေဘယ်နေ့ဘယ်ရက်ဘယ်ချိန်ဘယ်နာရီမှာကလေးထွက်ရမယ်ဆိုတာဟို notify လုပ်တယ်ပေါ့သူကဟုတ်ကဲ့ခင်ဗျအဲ့တော့ तू ကဒီဖုန်းထဲမှာပဲထားလို့ရတာလားဒီ application ဥမာ drive မှာတင်လို့ရတာတော့အဲ့လိုမျိုးလုပ်လို့ရပြီလားလောလောဆယ်ကတော့ဒီ application က cloud ပေါ်ကျွန်တော်တို့တင်ပေးထားတယ်ခင်ဗျဖုန်းတဘောကတော့ဒီ data တွေအားလုံးကို cloud ပေါ်တင်ပေးထားပါတော့ဖုန်းထဲမှာတော့ကျွန်တော်တို့က storage ပေါ့နော်ဖုန်းရဲ့ဒီ storage ကိုကျွန်တော်တို့ကဟိုချွေတာတော့အပြင်ကျွန်တော်တို့ဖုန်းထဲမှာတော့မသိမ်းထားဘူးဒီအမေမေရောဖေဖေဘယ်သူပဲဖြစ်ပေါ့နော် register လုပ်ထားတဲ့ဖုန်းနံပါတ်သို့မဟုတ် Gmail ပေါ့နော် Gmail နဲ့ကျွန်တော်တို့ cloud ပေါ်မှာကျွန်တော်တို့ကဘယ်လိုပြောမလဲတင်ထားပေးတာပေါ့နော်အဲ့ဒါဆိုဖုန်းပြောက်သွားလဲသူ့မှာ record ရှိနေတာဖုန်းပြောက်သွားလို့မေတချို့မေဖေဖေရဆုံးနေတယ်မှာငါ data တွေများပါသွားပြီလားတကယ်တော့မပါပါဘူးကျွန်တော်တို့ကဒီ privacy ရရောဒီ safety ရပါကျွန်တော်တို့က cloud မှာသူ့ကုန်နဲ့သူ့နံပါတ်နဲ့ကျွန်တော်တို့ကတင်ပေးထားပါတယ်အဲ့ဒါဒါလေးသုံးလိုက်လို့ရှိရင်စာအုပ်ကြီးတွေစာရွက်ကြီးတွေကျူလာကြမလို့တော့ဘူးနောက်ပြီးခါကျတော့ဟိုဘယ်မှာသွားပြပေါ့ဘယ်ဆရာဝန်ကိုသွားပြလေကို record လေးရဒါပါသွားမှာပေါ့ကျန်ပါနောက်ပြီးခါကျတော့ကလေးအမေဆိုတာ memory တစ်ခုဖြစ်နေကြံတာပေါ့နော်ကောငါသားလေးဒီဒါတော့ဒီလိုလေးပေါ့တောက်လျှောက်ပေါ့ history လေးပေါ့ကိုဝင်ပြတယ်တောက်လျှောက်ကလေးဒီကဲဟိုဒီကိုဝင်မွေးွားပြီးလို့ဆိုလဲဒီ record ရှိနေမှာပဲ
ဓာတ်ပုံလေးတွေပါရောသိမ်းလို့ရတယ် ဓာတ်ပုံလည်းသိမ်းလို့ရတယ် မွေးတော့ကဓာတ်ပုံလေးပါညာဆိုတာသူ့အတွက် file တစ်ခုလိုမျိုးတည်တာနေဖြစ်တာပေါ့ ပြီးတဲ့ခါကျရင်ဒီခါကျရင်ကိုစားတဲ့အစားအစာလည်းသိမ်းထားလို့ရတယ်ပြောလို့ရပါနေကိုရင်စရှိလားငါဒါလေးစားလာတာပဲအသက်ကြီးလာလို့စုံမလို့မရ application ကပုံပြပြီးတော့ကိုရင်ဆောင်တော့ငါဘယ်လောက်ထိစီစဉ်ချင်းချင်းနော်မွေးဖွားလာနေခဲ့ရတယ်လို့ပြန်ပြောလို့ရပါတယ်ခင်ဗျဟောပေါ့ဒါကတော့ကျွန်တော်တို့ကတော့ဟို patient ပေါ့နော်လူနာမေမေတို့အတွက်ဟိုရွယ်ပြီးတော့free အနေနဲ့ပေးတယ်လို့ဒီမေမေတို့ဘဝမှာလည်းဒါအမှတ်တရအနေနဲ့ပေါ့နော်ကျွန်တော်ကြံခဲ့အောင်လို့စေနာထားပြီးတော့လုပ်ပေးထားတဲ့ application ပါဒါ ID ခစ်မှာတော့ဒါလေးတွေကဟိုသုံးတင်တယ်เนาะအခုဟိုစေးရုံမှာ booking လုပ်တာအစတောင်မှာလေဟိုစေးဆရာဝန်စောကြီးလာဆောင်နေစရာမလိုတော့ဘူးဆရာဝန်ရောက်တဲ့အချိန်မှာတည်တယ်ဒါ ID ရဲ့ဟိုအားသာချက်တွေပေါ့တို့ကျေးဇူးတွေပေါ့ဒါသုံးတတ်တယ်ဆိုရင်ဒါဒီဟာလေးတွေကအများအားဟုတ်ကဲ့လုပ်တင်တဲ့အရာလေးတွေပေါ့တကယ်ပါဟို technology ကကောင်းပါတယ်အထူးသဖြင့်ကျွန်တော်တို့အခုချိန်အချိန်ဆိုတာဝယ်ယူနေရတာဆိုတော့လေစောင့်ဆိုင်နေရတဲ့ဟာတွေကိုကျွန်တော်တို့ကဟိုပပြအောင်လို့ IT ကနေပြီးတော့ဒါဟိုတစ်ဖက်တစ်လမ်းကူညီပါတယ်ဗောနော်အခုလို့ရှင်းပြကျေးဇူးတင်ပါတယ်အခုလို့မေးရလို့ကျေးဇူးပါအားလုံးတကယ်လို့လူနာတွေကမေးလာခဲ့လို့ဟိုပြောဟိုထပ်မေးချင်ကြရှိရလဲကိုလင်းထက်တို့ဆက်သွယ်ဖို့ကျွန်မပြောလိုက်နော်နောက်ပြီးတော့အမရဲ့ဒီဆေးကနေမှလည်းကျွန်တော်တို့တက်ဆိုင်တယ်ပေါ့နော် pamphlet လေးလည်းကျွန်တော်တို့လာထားပေးပါမယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျေးဇူးပါအမအနေနဲ့ဟိုပေါ့နော်ဒီစီစဉ်ကိုကြည့်ရှုနေတဲ့ဒီကိုဝင်ဆောင်မေမေဒါမှမဟုတ်မိသားစုဝင်တွေကိုဟောပေါ့နော်ဗာများမှာချခြင်းပါသေးတယ်ဟိုကိုဝင်ဆောင်မိခင်တွေပေါ့နော်နောက်မိသားစုဝင်တွေရောပေါ့ကိုဝင်ဆောင်နေဆိုရင်ဒီမိခင်တယောက်တည်းမကအောင်မိသားစုရဲ့ support ကလည်းအရေးကြီးတယ်ပေါ့နော်နောက်ပြီးတော့ဟိုနီးလန်းမှန်မှန်ကန်ကန်နဲ့ဒီကိုဝင်ကိုဘယ်လိုပြုစုစောင့်ရှောက်ကြမလဲပေါ့အဲ့ဒါလေးပေါ့နောက်ဒီလိုစိတ်အခြေအနေတွေဟိုအခုထိခိုက်ဖြည့်ဆည်းမှုတွေများနေတဲ့အချိန်မှာပေါ့နော်ဟိုကျန်းမာရေးနဲ့ပတ်သက်လို့လည်းဘ ഹു တုတလေးတွေရှိစေချင်တယ်ပေါ့ဘယ်လိုနေထိုင်စားတောက်ရမယ်ဆိုတာလေးတွေကိုလည်းဟိုသိစေချင်တယ်ပေါ့ဟိုဆရာဝန်နဲ့လာပြမှဟိုဆေးကန်းရောက်ပြီးမေးရမှဟိုသိရတာမဟုတ်ဘဲနဲ့အခုဆိုလည်းဒါမီဒီယာပေါ်မှာပေါ့နော်ကြည့်ရှုရင်းနဲ့ဒီလိုဘ ഹു တုတလေးတွေရသွားမယ်ဆိုရင်တော့ဆရာမအနေနဲ့ဒီဒါလေးကိုလုပ်ပေးရချိုးနှက်တယ်ပေါ့နော်အဲ့ဒါအတွက်လည်းဟိုဝမ်းသာပါတယ်ဒီဟို weekend program အတွက်အစီအစဉ်လဲဒါမျိုးလေးတွေပြောပေးရတဲ့အတွက်ပေါ့နော်ဒီဘ ഹു တုတလေးတွေလည်းရသွားမယ်လို့မျှော်လင့်ပါတယ်အခုလိုချိန်ပေးတဲ့အတွက်ဒါတော့ကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီ program ကိုကြည့်ရှုနေတဲ့မေမေရောဖေဖေရောမိသားစုဝင်တွေရောအများကြီးအကျိုးကျေးဇူးရှိမယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်